ကဲဒီနေ့စားပြမှာတော့ Luxury Taste Bakery and Curry ကနေ online ကနေမှာလိုက်တာလေးပေါ့နော်ပီဇာစားခြင်းနဲ့ကဲစားပြပါမယ်နော်လာပို့တာလဲပူပူနွေ့နွေ့လေးနဲ့ Deli Free နဲ့ကျွန်တော်ပို့ပေးလိုက်တယ်ပေါ့ရောက်ချင်းတော့ပူပူလေးပေါ့နော်ကျွန်တော်လဲစားမယ်နဲ့ထားတာနဲ့ရှားသွားတော့ပူပူလေးကိုဆိုင်မှာစားပြမယ်ဆိုပြီးဆိုင်လေးယူလာတာရှိပါတယ်ဘယ်ဆိုင်လေးလို့တင်လဲမှန်းခဲ့ကြပါဦးနော်ကဲစားပြပါမယ်နော် cheesy beef pizza ဆိုတဲ့အတိုင်းပေါ့ cheese များများလေးနဲ့ sauce နှစ်ထုပ်လေးထည့်ပေးတာပါရဲ့ခင်ဗျာမှာကျင်နာကိလေးတွေပေါ့နော်ပီဇာလေး try ပြီးစားကြည့်လိုက်ပါတယ်ကဲစားကြည့်မယ်နော်ကျွန်တော်ကပီဇာတို့ဘာဂါတို့ဆိုကြိုက်တယ်လေသီလားအဲ့လိုဆိုတော့ခဏစားပစ်တယ်ဆိုတော့စားပစ်တဲ့အတူတူရိုက်ထားမယ်ပေါ့အိမ်မှာစားပစ်ပေါ့နော်ရအောင်နော်ရိုက်ထားမယ်ဆိုပြီးရိုက်လိုက်ပါတယ်ပီဇာဆိုတဲ့အတိုင်းပေါ့နော် family တစ်ခုလုံးအဝါစားလို့ရတယ်အဲ့ဘာရကြီးလောက်ထားတာပေါ့ကျွန်တော်ကတော့လောလောဆယ်တယောက်တည်းစားပြတာပေါ့နော်ပထမဦးဆုံးစားကြည့်လိုက်တဲ့အချိန်မှာတယ်ပေါ့ချီစီအရသာအပြည့်ရတယ်ကျွန်တော်ကတော့ share ကြိုက်တယ်ပေါ့အဓိကမစိုးပါဘူးပေါ့ဒီလား share သူတော့ထည့်စီအရှိရဲ့အစားပလာအကုန်ထည့်ထားတယ်ချက်လက်ပီနိုတို့ပါတော့အကုန်ပါတယ် oregano အနံ့လေးလည်းပလေးရတယ်ပေါ့နော်တော်တော်စားလို့ကောင်းပါတယ်သူတို့ကတော့ online ရောင်းတော့လေ online နေပဲမှာပြီးစားပြသွားတယ်ပေါ့နောက်တစ်ခေါက်လောက်ပီဇာလေးကိုဆိုင်လေးနဲ့တေချာသွားစားပြပါအောင်မယ်ဆိုင်မှာတခါတည်းဆိုလေပူနွေးလေးလာချတာနဲ့ပူနွေးလေးစားပြချင်တာပေါ့အခုကကျွန်တော်ကနည်းနည်းလေးထားတာကြာသွားပြီဆိုတော့လေဒါပေမဲ့ပီဇာကမစိုးပါဘူးလုံးဝအီနေတာပဲပေါ့ဗမုတ်သားလည်းတော်တော်ကောင်းပါတယ်သူ့ဈေးနဲ့သူပေးတဲ့ quality နဲ့စားလို့ကောင်းပါတယ်တစ်ချက်လုံးစားရင်ဆိုကယ်လိုရီများမှာဆိုတော့လေကယ်လိုရီ sharing နဲ့ကိုလည်း family ပီဇာဆို family လိုက်စားကြတာဆိုတော့အိမ်ရလူတွေနဲ့ sharing လုပ်ပြီးစားလိုက်ပါတယ်ညဘက်ကြီးအိမ်မှာဖြစ်တယ်လို့လေးဝတ်ထားတော့သိခံပေးပေါ့နော်ငကိုလည်းကျွန်တော်ကသူတို့လာပို့ရင်ညနေ9:00လောက်ပို့ပေးလို့ပြောပြီးညနေ9:00လောက်ရောက်လာပါတယ်ကျွန်တော်တော့စားပြတာည8:00လောက်ထိုးရပါတယ်ခင်ဗျာအိမ်မကြီးစီမှာစားချင်တာအဓိကကိတ်လေးတွေပေါ့နော်ကိတ်လေးတွေစားလို့ကောင်းတယ်လို့ကြားတော့ကျွန်တော်ကိတ်လေးတွေမှာပို့ပေါ့ဒါပေမဲ့ပီဇာလေးအရင် try ကြည့်လိုက်တာပေါ့နော် personal review ပေးရရင်တော့ကျွန်တော်ကြိုက်ပါတယ်အဆင်တော်ပြေရပေါ့နော်ဘာမဟုတ်တာနဲ့ cheese တလွားနဲ့အလွားရဲ့အထက်လို့ခံစားရတယ်အစာပလိုက်လည်းပါသင်းတလောက်ထည့်ပေးတာပါတယ်သူ့စီနဲ့သူပြန်ပေးတဲ့ quality မျှပါတယ်ခင်ဗျာတလက်စားတယ်သူတို့ရဲ့ဘာမဟုတ်တာစားလို့ကောင်းတော့လေကျွန်တော်ဘေးသားလေးပါစားတာတော့အဆင်ပြေရပေါ့နော်အားတော့ကြားနေပြီပေါ့လိုရဲကြီးမှသွားတာမျိုးတော့မရှိဘူးပေါ့နော်စားလို့အဆင်ပြေပါတယ်တေချာလေးပြပေးတာပါကဲတရားတော့ကျွန်တော်စားလို့ကုန်ကနေကြအချင်းတော့မလို့လိုက်ကြအောင်ပြတာပေါ့နော်အချင်းတော့မဖောက်မိလိုက်ဘူးပေါ့နည်းနည်းလေးတော့ဖောက်စားကြည့်လိုက်တယ်နောက်တစ်ထုပ်တော့ဖောက်တာမဖောက်မိဘူးပေါ့နော်စားလို့တော့အဆင်ပြေပါတယ်နောက်ဆုံး slice လေးဆိုတော့တေချာလေးပြပေးတာပေါ့နော်တတာ